ကောင်းတော့ကောင်းမယ်ဒါပေမဲ့အချိန်ပေးရတယ်ဘာလို့အဲ့လိုမျိုးပြောလဲဆိုတော့အမကိုယ်တိုင်လည်းအဲ့ဓာတွေတုံးဆွဲပြီးအဲ့ဒီမကောင်းတဲ့အဲ့ဒီ KTV ဟိုင်းခမ်းမှာတုံးတဲ့မူရစ်ဆေးဝါးတွေကိုတုံးပြီးမှအချိန်အကြာကြီးအဲ့လိုမျိုးပျော်ပါနေခဲ့တာပျော်တဲ့အချိန်ကတော့ပျော်တယ်နော်နောက်ပိုင်းအဲ့လိုမျိုးတွေစိတ်သက်တွေကြာစိတ်တွေကြာပြီးတော့အဲ့လိုမျိုးပြန်ကိုဘွားကိုပြန်ဆောက်တည်တဲ့အချိန်ဆိုရင်ကိုကအရန်ကိုခံနိုင်ရရှိရမှာပြီးရင်ဆိုရင်ကိုရဲ့စိတ်ကဆုံးဖြတ်လိုက်ရမှာကိုကမလုပ်တော့ဘူးလို့ဆုံးဖြတ်ဆိုတော့တွားမလုပ်နဲ့တော့သိလားကိုကတငယ်ချင်းတွေခေါ်တယ်ပြန်တွားမယ်ပြန်လုပ်မယ်ဆိုရင်တော့လှုပ်ဖြစ်နေမှာပဲအခုအများကြီးပဲဒီငါတို့နေဆက်ငါတို့မူစင်နေဆက်ဆိုလေတော်တော်များများအဲ့ဒီလိုဘယ်လိုပြောမလဲဒီမူကြီးစီဝါနာမှာနစ်မြုပ်နေတဲ့လူငယ်တွေလည်းအများကြီးပဲတကယ်မြင်ရတာစိတ်မကောင်းအမတို့ကြတော့ကိုဟာကိုအတိစိတ်နဲ့ယုံထက်လိုက်တာမလုပ်ချင်တော့မပျော်တော့ပထမဆုံးကတော့နော်ကိုလည်းတကယ်ချင်းနေခေါ်ရင်တွားတယ်လာတယ်ဒါပေမဲ့ကျမကနော်ဒီလိုမျိုးအစားပိုင်းတွေတွားချင်သေးတယ်ဒါပေမဲ့နောက်တော့မပျော်လာတော့စိတ်ထဲမှာလေအဲ့ဒါကလူရဲ့ဒီဇာတိဒီကိုရဲ့စိတ်နဲ့ဆိုတော့ကိုကတွားချင်တယ်နော်ကိုကလုပ်ချင်တယ်ဒီမကောင်းတဲ့အရာတွေပဲလုပ်ချင်တယ်နော်ဒီမွေးဆေးဝါးတွေပဲတရားတွေပဲတုံးဆွဲချင်တယ်ဒါပေမဲ့ကျမယုံကြည်သူဆိုတော့ကျမရဲ့ယုံကြည်တဲ့ဘာသာနဲ့ပြောမယ်နော်ကျမခရစ်ယာန်ဆိုတော့ကျမဖျားခင်စီဆုတောင်းတယ်ကျမယေရှုဖျားစီဆုတောင်းတယ်ကျမဒီဟာတွေမလုပ်ချင်တော့ဘူးလို့ကျမကိုလို့ဒီကနေလွတ်ခွင့်ပေးပါလို့ကျမအဲ့လိုပဲဆုတောင်းလိုက်တာအဲ့ဒါဆုတောင်းတဲ့နောက်ဆိုလေဖះကနော်သူ့ဟာသူလမ်းပြလာတာဒီဟာတွေမလုပ်ချင်အောင်လေဒီဟာအဲ့ဒါတွေတွားတောက်ပြင်းဆိုအာနာတို့အဲ့လိုမျိုးတွေနေရထိုင်ရမကောင်းတာတို့အဲ့လိုမျိုးတွေဖြစ်လာတာအတွေ့အတားကလေဒီစာတန်ရဲ့အုပ်ဆိုးမှုရဲ့ဒီတွေးဖျားဟိုဟာလေးဘယ်လိုပြောမလဲတွေးဆောင်တဲ့ဟာဆိုလဲဒီထဲမှာသူကတွေးဆောင်သူကဖျားရောက်နိုင်တယ်နော်ကျမဆုတောင်းတဲ့အချိန်ဆိုဒီစာတန်ကကျမနဲ့အဝေးဆုံးကိုတွားလိုက်တာအဲ့ဒါကျမဘာသာအတိုင်းကျမပြောရနော်ဖះကိုပဲကျမအားကိုးတယ်ကိုတိုင်လူရဲ့စိတ်နဲ့ဆိုကျမမဖြတ်နိုင်ဘူးတောင်းတတယ်ဒါပေမဲ့ဖះနဲ့တွေ့သွားတဲ့နေ့ကစပြီးတော့ကျမအဲ့ဒီအရာတွေကိုလုံးဝမလုပ်တော့ဘူး